အားလုံးပဲမင်္ဂလာပါ Azodesk Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချင်းသစ်လေးတွေဖြစ်တဲ့ Leo လေးတွေအတွက်မေလ2026မှာဘာတွေဆောင်ရမယ်ဘာတွေရှောင်ရမယ်ဘာတွေသိသင့်လဲဆိုတာကို Universe ကနေပေးရ message လေးတွေကြည့်ပေးပါမယ်ဆိုရင်ဆုံးကျွန်တော်တို့ Azodesk Channel ရဲ့ထုံးစံအတိုင်းမွေးတိုင်းလေးနဲ့ကို reader လုံးမဲ့ space ကို cleansing လုပ်ပါမယ် Call in the spirits make a path to the universe call in the spirit make a path to the universe cleanse the energy call in the spirit make the path to the universe cleanse the energy အဲ့တော့ Leo လေး2026မှာMay 2026မှာသူတို့ကို Universe ကသိစေခြင်းနဲ့ message Leo လေးအတွက် okay Nope I don't like this I don't like this I like the straight though Leo လေး2026မှာ Three of Cups Leo လေး2026မှာအကျုံးရမယ်ဗာလေးအသိတင်နေဆိုတာလေးကိုကြည့်ကြပါမယ် so strength okay don't know if you can see strength and man okay let me just do this Okay unconsciously doing it so စိတ်ထဲမှာမသိလိုက်ပဲလုပ်လိုက်တာဖြစ်တဲ့အတွက်ယူလိုက်မယ်ပေါ့နော်5 7 Leo ကလေ fire energy ဆိုတော့ fire sign နေဆိုတော့ fire energy က once ကလေးအများကြီးပါတယ်နော် Okay so Leo လေးတွေကအခုလောလောဆယ်မှာဆိုလို့ရှိရင်သူတို့တွေစိတ်ပင်ပန်းနေကြတာပေါ့နော်ဘာလို့စိတ်ပင်ပန်းနေရလဲတော့မသိဘူးစိတ်တွေတော့ပင်ပန်းနေကြတယ်မှန်တယ်တော့ဒါကလဲလေဒီကိုယ့်ရဲ့ဘဝမှာဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုပေါ့နော်မဖြည့်ဆဲနိုင်တာမျိုးအဲ့လိုမျိုးကြောင့်ပဲဖြစ်ပါလိမ့်မယ်နော် so စိတ်ပင်ပန်းနေရလေးမြင်ရတယ်ကိုယ့်ရဲ့စီးပွားရေးကိုလည်းပေါ့နော်စီးပွားရေးအနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးကိုလည်းတဟုန်လုံးတိုးတက်အောင်လို့အတွေ့အသစ်အမြင်အသစ်တွေနဲ့စဉ်းစားပြီးတော့လုပ်ကင်နေကြတယ်ဆိုတာကိုမြင်ရတယ် that is good အဲ့ဒါတွေကလည်းအောင်မြင်ပါလိမ့်မယ်ပေါ့နော်တိုးတော့တခုသတိပေးချင်တာကမြန်မလုပ်ပါနဲ့ပေါ့နော်အခုဒီထဲမှာအရန်ကိုလောတယ်အရန်ကိုခေါင်းမာနေတယ်ပေါ့နော်လီယိုလေးအရန်ခေါင်းမာနေတယ်အဲ့တော့ခေါင်းမာနေတာလေးကိုလျှော့ပါနော်ဘေးလူကအကြံပေးရင်တော့၎င်းဘေးလူကပြောရင်တော့၎င်းနားထောင်ပါစကားလေးတွေနားထောင်ကြည့်ပါနော်ခေါင်းလေးနည်းနည်းမာနေကြပါတယ်ခေါင်းမာတာလေးတွေလျှော့ပါ okayနော်ဆုံးရှုံးမှုတွေကိုကြည်နေကြတယ်တဲ့တိုက်ခံတယ်များတာ哦နော်အဲ့တော့အခုလောလောဆယ်မှာကောဒါမဲ့မေလာမှာကောပေါ့နော်ကိုလုံနေရတဲ့အလုံးနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်များတယ်ဆိုတာကလည်းအပြိုင်ဆိုင်မျိုးပေါ့နော်အပြိုင်ဆိုင်မျိုးအတိုက်ခိုက်မျိုးများတာ pressure များတယ်နော် pressure များတယ် pressure တွေအကုန်လုံးကို handle လုပ်နိုင်အောင်လုပ်နေတယ်ဒါပေမဲ့ pressure ကတော့များနေတယ်ပေါ့နော်ကိုပေးတဲ့ pressure မျိုးပါပဲเนาะ external force ကပေးရည်လည်းရှိရသိလားအပြင်ပေးရ pressure မျိုးကလည်းရှိရဒါပေမဲ့တကယ်တမ်းဝင်ပြီးနေတာကတော့ကိုဟာနဲ့ကိုပဲ pressure တွေဝင်ပြီးနေတာเนาะအသင်းဖွဲ့နဲ့လောက်ကင်နေရကြတယ်ဆိုလို့ရှိရင်လဲဒီအသင်းဖွဲ့နဲ့အပေါ်မှာပတ်သက်ပြီးတော့ပေါ့เนาะကိုကတာဝန်ယူရတဲ့နေရာကိုကဥဆောင်ရတဲ့နေရာကိုကအလေးပေးခြင်းခံရတဲ့နေရာဒါမှမဟုတ်တယောက်တည်းလုပ်တဲ့အခါကျလို့ရှိရင်လဲကိုပိုင်စီးပွားရေးကိုပိုင်လုပ်ငန်းဆောင်တာများကိုပိုင်လုပ်ငန်းကင်ကန်းတွေကိုလုပ်ကင်နေရတဲ့အချိန်မှာပင်ပန်းခက်ခဲနေကြတာမျိုးတွေเนาะအဲ့လိုမျိုးလေးတွေပါပဲအရန်ကြီးဆိုးရွားမျိုးတော့မရှိဘူး7 and 8မျိုးလုံးထဲမှာတော့7 and 8 energy လေးတွေအရန်ကောင်းတယ်ပေါ့နော်အဲ့တော့
9ရက်နေ့တို့နော်9ရက်နေ့ပါမဟုတ်ပေါင်းချင်း9ရတဲ့နေ့မျိုးတွေ9နာရီအဲ့လိုမျိုးချိန်မျိုးတွေမှာပေါ့နော်ခွန်အားရှိဖို့လိုမယ်ပို့ပြီးတော့ရဲရဲတင်းတင်းတိုက်ခိုက်ဖို့လိုမယ်တိုက်ခိုက်ဖို့ဆိုတာလဲကိုလုံနေတဲ့အရာကိုပေါ့နော်ကိုလုံနေတဲ့အရာကိုပို့ပြီးတော့ကြိုးကြိုးစားစားလုပ်ဖို့လိုမယ်နော် passion အသက်လေးတွေရှိတာကိုတွေ့ရတယ် passion အသက်လေးတွေလည်းမေလာမှာလာပါလိမ့်မယ်နော်မေလာမှာ passion အသက်လေးနဲ့လာပါလိမ့်မယ်တခုရှိတာကလေကိုကဒီထိတ်နေရရောက်နေလို့ပေါ့နော်ခေါင်းမမသေးခြင်းလို့ဆိုတာအဲ့ဒါကိုပြောတာအဲ့လိုကိုကတာဝန်ယူရတဲ့ကိစ္စတွေရှိတယ်ကိုကဥဆောင်ရတဲ့ကိစ္စတွေရှိတယ်အဲ့ဒီအချိန်မှာကိုကခေါင်းမနေမယ်ကိုယ့်ရဲ့အမြင်ကိုမဖွင့်ထားဘူးဆိုလို့ရှိရင်ခက်ခဲလေးတွေကြုံရနိုင်တယ်ပေါ့နော်အဲ့တော့ခေါင်းမပါနဲ့ကိုယ့်ရဲ့အမြင်ကိုဖွင့်ထားပါနှလုံးသားကိုဖွင့်ထားပါဘသူဘာပြောလဲဆိုတာကိုနားထောင်ပါเนาะအရင် Exodus ကပြောနေကြအတိုင်းပဲနားထောင်ခိုင်းတာဒီလိုက်လောက်ခိုင်းတာမဟုတ်ဘူးဒါပေမဲ့နားထောင်လိုက်တာဒီအမှားမရှိပါဘူးเนาะအဲ့တော့နားထောင်ကြည့်ပါကိုယ့်ကိုပေးလာတဲ့အကြံဉာဏ်တွေ idea တွေကိုနားထောင်ကြည့်ပါဆုံးရှုံးရမှုတွေအတွက်ဝမ်းနည်းနေတာကိုမြင်ရပါတယ်ဒါပေမဲ့ဆုံးရှုံးရမှုတွေပေါ်မှာဝမ်းမနည်းစေခြင်းပဲနဲ့ပေါ့เนาะကိုယ့်အခုလက်ထဲမှာရှိနေတဲ့အရာလေးကိုစုပ်ကိုင်ပြီးတော့ကိုဘာလုပ်နိုင်မလဲဒီအပေါ်မှာဘာကောင်းကျိုးတွေကိုဖန်တီးနိုင်မလဲဆိုတာကိုပို့ပြီးတော့ကြည့်ဖို့ကြံပေးခြင်းနဲ့နော်တယောက်တည်းကိုလက်မလဲဘူးတဲ့ပတ်ချာတွေရိုက်နေအေးပေါ့တယောက်တည်းလောက်ရတာတွေပုံများဖို့ဒါကတော့လေလီယို fire sign လေးတွေရဲ့ပေါ့နော်တဘာဝပါပဲလီယိုဆိုတာဒီမာနကြီးတယ်ဒေါသကြီးတယ်အဲ့လိုမျိုးပေါ့နော်ငါမလုံနိုင်တာမရှိရဘူးဆိုတဲ့စိတ်ထားမျိုးရှိတယ် that is good ဒါပေမဲ့တခါလေအဲ့ဒါကလည်းကိုပြန်ပြီးတော့ထိခိုက်စေတယ်ကိုယ့်ရဲ့နေ့စဉ်ဘဝတွေမှာပြန်ပြီးတော့ထိခိုက်စေတယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုယ့်ရဲ့နှလုံးသားရေးရာတွေမှာထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့လို့သတိထားပါအမြဲတမ်းတယောက်တည်းလောက်ကင်နေကြမလို့ပါဘူးဘေးလူပတ်ဝန်းကျင်အကူအညီကိုရအောင်ယူပါကူညီပေးဖို့အသင့်ရှိနေတဲ့သူတွေလည်းရှိပါတယ်เนาะအဲ့တော့ပုံမှန်လင်းစကားပြောချွတ်ချွတ်သားသားစကားပြောပြီးတော့လောက်ကင်ပါเนาะတယောက်တည်းတွေအရင်မလုပ်ပါနဲ့ကိုတယောက်တည်းလို့မတတ်မှတ်ပါနဲ့เนาะကိုရီးယားကမြိုက်နေเนาะအခုလုပ်နေတဲ့လုပ်တွေပေါ်မှာကတော့အောင်မြင်မှုတွေတွေ့ရတယ်ကိုတွေးထားတာရှိရင်စန္ဒရရှိလို့ရှိရင်အောင်မြင်မှုစတင်ပြီပေါ့နော်အောင်မြင်မှုကိုစတင်မြင်ရတာဖုံးတိုင်းအောင်မြင်သွားမှာတော့မဟုတ်ဘူးဒါပေမဲ့ကိုတွေးထားတာလေးတွေကိုစန္ဒရှိတာလေးတွေစတင်လာပြီဒေါသလေးတွေထိမ့်မှာเนาะဘာဖြစ်လို့လဲအဲ့လိုစတင်လာတဲ့အချိန်မှာကိုဒီမန်တက်တယ်ကိုဒီပို့ပြီးတော့လောက်ကင်တတ်တယ်မန်နေဇောတွေကပ်ပြီးတော့လောက်ကင်တတ်တဲ့အချိန်မှာဒေါသလေးတွေထွက်တတ်တယ်အဲ့ဒေါသကဘယ်တော့မှမကောင်းပါဘူးเนาะဒေါသဆိုတာကိုထိမ့်ပေးပါဒေါသထိန်းရမယ်ဆိုတော့အရေးရောင်နေမြင်ရပါတယ်เนาะအသင်းဖွဲ့နေနဲ့လောက်ကင်ရဖို့လည်းရှိပါတယ်အသင်းဖွဲ့မဟုတ်ရင်လည်းကိုပိုင်စီးပွားရေးတာမဟုတ်ကိုပိုင်အလုပ်ကိုပဲလုပ်နေတယ်ဆိုရင်တောင်မှတခြားသူတွေနဲ့ဆက်သွယ်ပြီးတော့လောက်ကင်ရမယ်ကိစ္စလေးတွေရှိလာပါလိမ့်မယ်အဲ့ဒီအချိန်ကြာလို့ရှိရင်စကားကိုကိုချင်းစာတရားနဲ့ပြောပါပေါ့เนาะအရန်ကြီးပြတ်သားပြီးတော့မာထန်ပြီးတော့ငါကတော့အောက်ကျလိုက်ရင်ငါ့ကိုတော့စီးသွားတော့မှာပဲဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူနဲ့ကိုနဲ့ level တန်းတူပြောတာမျိုးတငယ်ချင်းပြောပုံစံမျိုးပြောတာမျိုးရိုးသေးလေးစွာသာပြောတာမျိုးအဲ့ဒါမျိုးကိုလောက်တာကပိုကောင်းပါလိမ့်မယ်နော်နော်အဲ့တော့ကျင်းသေးပါတစ်ခုကဘာလဲဆိုတော့စောစောနာကပြောသလိုပဲကိုယ့်ရဲ့အောက်မှာလူတွေရှိပါမယ်เนาะကိုထိန်းချုပ်ရတဲ့သူတွေတော်၎င်းကိုလောက်ကန်ရတဲ့သူတွေတော်၎င်းဒီထဲမှာပေါ့เนาะအဲ့လိုမျိုးရှိနေမလားတော့မသိဘူးဒီထဲမှာကားမောင်းခြင်းနဲ့ပတ်သက်ပြီးတော့လူတွေဗီဒီယိုကြည့်နေတဲ့သူတွေပါပေါ့နော်ကားမောင်းခြင်းနဲ့ပတ်သက်ပြီးတော့ကြည့်နေတဲ့သူတွေရှိနေခဲ့တယ်ဆိုလို့ရှိရင်သွားလန်းလာလန်းကိုသတိထားပါเนาะတယောက်တည်းသွားရတဲ့အခါမျိုးတွေဆိုလို့ရှိရင်ပို့ပြီးတော့သတိထားပါเนาะကားမောင်းတဲ့အခါတွေစပိန်စီးတဲ့အခါတွေဆိုင်ကယ်စီးတဲ့အခါတွေเนาะလန်ခီသွားလာတဲ့အချိန်မှာကားမောင်းတဲ့အချိန်စပိန်စီးတဲ့အချိန်ဆိုင်ကယ်စီးတဲ့အချိန်အဲ့လိုမျိုးရင်တစ်ခုခုကိုစီးနေတဲ့အချိန်သွားလာလှုပ်ရှားမှုတွေကိုသတိထားပါနော်အရန်ကိုလှုပ်တင်ကင်တင်စိတ်တွေတော့ပြင်းပြနေတယ်ဆိုတာကိုတော့မြင်ရတယ်ကိုယ့်ရဲ့စန္ဒနဲ့ကိုယ့်ရဲ့နှလုံးသားနောက်လိုက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ passion နောက်လိုက်ပြီးတော့လှုပ်တင်ကင်တင်စိတ်အရန်များတယ်ဆိုတာကိုမြင်ရတယ်အဲ့ဒါကောင်းပါတယ်နော်ဒါပေမဲ့ကိုယ့်ကို pressure မပေးဖြစ်ဖို့အရေးကြီးပါတယ်နော်ဘေးလူပတ်ဝန်းကျင်နဲ့လည်းအကူအညီယူတတ်အောင်စကားပြောတတ်အောင်လှုပ်ကင်ပါနော်တယောက်တည်း run ရတာပြင်ပန်းပါတယ်ဘာလုပ်ပါနော်မိသားစုကိုလည်းတကယ်လို့ကိုကပေါ့နော်
မိသားစုတွေနဲ့အတူတူနေတယ်ဒါမှမဟုတ်လဲမိသားစုတွေနဲ့ရဝေးမှာနေတယ်ဆိုလို့ရှိရင်လည်းဘလို့နေမိသားစုကိုတော့တစ်ချက်တော့ပြန်ကြည့်ပေးပါပေါ့နော်မိသားစုတွေကစောင့်မျှော်နေကြတဲ့သူတွေရှိပါတယ်ကိုမိသားစုကကိုယ်စောင့်မျှော်နေကြတယ်ဆိုတဲ့ sign ကိုပြနေတဲ့အတွက်ကြောင့်မလို့စောင့်မျှော်နေကြတဲ့သူတွေရှိပါတယ်မိသားစုနဲ့ပတ်သက်ပြီးတော့လည်းစီးပွားငွေရေးဥစ္စာအခြေအနေပြည်လည်နိုင်ပါတယ်မေးလာမှာပေါ့လေဒီမှာတော့လေလီယိုလေးတွေကအရန်ကိုစီးပွားရှာသူတို့ရဲ့လုပ်ငန်းပတ်ရှင်တွေပေါ်မှာအရန်အာရုံရောက်နေရဆိုရဲအချိန်ကြတော့ပေါ့နော်တဲတော့လေးကအချီရေးနဲ့ပတ်သက်ပြီးမပြောဘူးလူမှုရေးနဲ့ပတ်သက်ပြီးအများကြီးပြောကျမရေးနဲ့ပတ်သက်ပြီးတော့လည်းအများကြီးမမြင်ရဘူးပေါ့နော်အဲ့တော့ကျမရေးရဲ့အချီရေးရဲ့အတွက်ကိုနည်းနည်းလေးကြည့်ကြည့်အောင်reverse energy do I get reverse energy yes reverse energy ရတယ်ဒါလေးရတော့လေနော်သူကိုဘာထပ်သိစေခြင်းသေးလဲကျမ်းမာရေးအခြေရေး something ဟောနော်ဘာတွေထပ်သိစေခြင်းသေးလဲသူဘာတွေထပ်သိရအောင်လဲ Ace of Swords Hermit one more No, I will not be taking that. Hermit. There's one more. Three of Swords. I'm sorry, Three of Wands. Okay, so I will do this, and this. Okay, ရင်ဆုံးကြလာတဲ့ဒီ3ပေါ့နော်3 energy ကောင်းတယ်နော်3 energy ကောင်းတယ်အဲ့တော့3နဲ့ပတ်သက်ပြီးတော့လည်းပြောမယ်ပေါ့နော်အဲ့တော့ဒီမှာဒီ Three of Pentacles စီသူက teamwork လုပ်ခြင်း teamwork နဲ့အလုပ်လုပ်ခြင်း teamwork နဲ့အလုပ်လုပ်တဲ့အချိန်ကျရင်အောင်မြင်ခြင်းပေါ့နော်ဒါကို reverse ကြရဲဆိုတဲ့အချိန်မှာဆောနာပြောသူပဲလုပ်ငန်းကဏ္ဍတွေကကိုလုပ်နေရတဲ့ကိစ္စတွေအကုန်လုံးက teamwork တွေဘေးလူပါဝင်ခြင်းတွေနဲ့ဆက်ဆံပြီးတော့လုပ်ကင်ရမယ့်အရာတွေကိုပြောဆိုရမယ့်အရာတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်သတိထားပါစကားပြောဆိုရခက်ခဲတာမျိုးတွေအခြေတင်ဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ teamwork နဲ့လုပ်တဲ့အခါကျလို့ရှိရင်ပြန်မှခက်ခဲဆင်းရဲမှုဖြစ်နိုင်ပါတယ်။ဒါပေမဲ့မလုပ်လို့ကတော့လည်းမရဘူးပေါ့နော်။အဲ့တော့အဲ့လိုလုပ်ဖို့တက်ဆိုလို့ရှိရင်ကိုကကြိုတင်ပြီးတော့ plan ပါ။နော်။ကိုကကြိုတင်ပြီးတော့ plan ပါတွေးတောပါစဉ်းစားပါနော်။ကိုကအရင်တုန်းကဖြစ်ခဲ့တဲ့ past trauma တွေအပေါ်မှာလည်းအရန်ကြီးsorry ကိုကအရင်တုန်းကဖြစ်ခဲ့တဲ့အမှားတွေ mistake တွေပေါ်မှာစတင်ပြီးတော့လေ့လာပါ။နော်လေ့လာသင်ယူပါအဲ့ဒီပုံစံတွေမျိုးပဲပြန်ပြီးတော့ဖြစ်တတ်ပါတယ်เนาะကိုယ့်ရဲ့စကားအပြောဆိုကိုယ့်ရဲ့အပြုအမူအနေထိုင်ကိုယ့်ရဲ့အမူအကျင့်တွေကြောင့်ပဲအဖွဲ့အစည်းနဲ့လုပ်တဲ့အခါမျိုးတခြားတပါးသောသူနဲ့အသက်ပါတီနဲ့အလုပ်လုပ်ရတဲ့အခါမျိုးမှာပြန်မှခက်ခဲဆင်းရဲမှုတွေရှိနိုင်ပါတယ်အဲ့ဒီတော့အဲ့လိုမျိုးမဖြစ်ရအောင်အခြေအတင်တွေမဖြစ်ရအောင်ကိုယ့်ဘက်ကကြိုတင်ပြီးတော့ပြင်ဆင်သွားပါเนาะသူတို့နဲ့မတွေ့ခင်သူတို့နဲ့စကားမပြောခင်သူတို့နဲ့အလုပ်တစ်ခုမလုပ်ခင်မှာကိုယ့်ဘက်ကတေချာစဉ်းစားပါကိုယ့်ဘက်ကကြိုပြီးတော့တွေးသွားပါသူပါပြောရင်ငါဘလို့ပြန်ပြောရင်ငါလိုချင်တာကိုရမလဲဆိုတဲ့ပုံစံမျိုးလေးတွေကိုစဉ်းစားသွားပါเนาะ8 energy လည်းကောင်းတယ်3 energy လည်းကောင်းတယ် Okay so next one is Ace of Swords Ace of Swords ဒီ Ace of Swords ကြတဲ့အတွက်ကြောင့်မလို့လေစကားအရာမှာအောင်နိုင်ခြင်းတွေတော့ရှိပါလိမ့်မယ်เนาะပြောရဲဆိုတဲ့လုပ်ငန်းကိုင်ခန်းတွေမှာလုပ်ကိုင်နိုင်ခြင်းတော့ရှိပါလိမ့်မယ်เนาะသို့တော့တတိထားမှာစောနာပြောလို့ပဲကိုယ့်ရဲ့စကားကြောင့်ကိုတည်တတ်ပါတယ်နော်ဒီမှာကတော့လေအဲ့လိုကိုပြောတာကိုလူအများကြီးကမကြိုက်တာဒါသူတို့ problem ပဲလို့ပြောလို့ရတဲ့အနေအထားမျိုးတော့မဟုတ်ဘူးเนาะကိုလှုပ်ချင်တာတွေကိုအောင်မြင်တာတွေကိုလှုပ်ချင်တာတွေကိုအောင်မြင်ချင်တာတွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီတွေအတွက်ကိုကစကားကိုထိမ့်သိမ့်ပြီးပြောရပါမယ်လိုတာပဲပြောပါပုံမပြောပါနဲ့เนาะကိုယ့်အတွက်ကိုအချိန်ပို့ပေးပါเนาะဒီမှာအချိန်မပေးတဲ့အချိန်ကြတော့အလုံးမှာပဲအရန်ကိုမူတီပြီးတော့တွေးတောစဉ်းစားလောက်ကင်နေကြတဲ့အချိန်ကြတော့ Tarot လေးကမပြောလဲဆိုတော့ကိုယ့်အတွက်ကိုအချိန်ပို့ပေးပါတဲ့เนาะကိုယ့်အတွက်ကိုအချိန်ပို့ပေးပါကိုယ့်ရဲ့ဝါသနာလေးတွေကိုနည်းနည်းလေးပို့လုပ်ပါ
အနားယူပါကိုလိုချင်တာလေးတွေကိုရအောင်အတွက်အနားယူပါเนาะကိုအတွက်ကိုအချိန်ပိုပေးပါအနားယူခြင်းဒီလည်းခရီးစဉ်တစ်ခုရဲ့စိတ်ပိုင်းတစ်ခုပဲအဲ့အတွက်အနားယူပါကိုရဲ့လောက်ကင်စရာရှိတာလေးလောက်ကင်ပြီးလို့ရှိရင်အေးအေးဆေးဆေးလေးကိုအတွက်ကိုအချိန်ပေးပြီးတော့လောက်ကင်တဲ့နာမျိုးအပျော်ပါလေးလောက်တာမျိုးเนาะစိတ်ကို relax လုပ်တာမျိုးတရားထိုင်တာရေချိုးတာเนาะရုပ်ရှင်ကြည့်တာ anything can be but it's got to be for you ဟုတ်ပြီเนาะတင်အတွက်တော့ဖြစ်နေမှာရပါမယ် Okay so ဒီနေ့အတွက် Leo လေးတွေ May 2026 collective reading လေးကတော့ဒီလောက်ပါပဲအဲ့တော့ Exodus channel မှာလုပ်နေကြအတိုင်း collective reading လေးကို close out လုပ်မယ်ဆိုလို့ရှိရင် lucky charm လေးပေးလေးရှိပါတယ်အဲ့တော့ lucky charm လေးကဘာဖြစ်မလဲကြည့်အောင်เนาะအရင်ဆုံးကတ်လေးတင်လိုက်မယ် Okay I don't know if you can see this but မနော်တော်လေးသိလားမီးလေးကိုလေအမွှေးတိုင်းလေးကအမိုးလေးကာပေးနေ Can I move it မူးလိုက်တော့ရေးသွားအဲ့တော့အမိုးလိုလေးကာပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့လေ you are protected okay တင့်ကိုအကာအကွယ်ပေးထားတယ် universe ကော spirit ကောအကာအကွယ်ပေးထားတယ်သို့တော့အဲ့ဒီအပေါ်မှာအရန်ကြီးမရောက်တတ်ပါနဲ့အတစ်မရဲပါနဲ့နော်ကိုပြောတင်တာလုံးတင်တာဆိုတင်တာကြိုင်တင်တာ death at the bottom of the card so နော်အရန်ကြီးဟိုမှာမဖြစ်ပါနဲ့အရန်ကြီးတဟုန်တို့တစွတ်ထိုးဂမှုရှုတို့လောက်တာမျိုးတွေကိုရှောင်ကျင်ပါဟုတ်ပြီ so lucky charm wait okay I'm sorry Leo 2026အတွက် lucky charm လေးကိုပေးပါအောင်နော် May 2026အတွက် Leo လေးတွေအတွက် lucky charm May 2026မှာ Leo လေးတွေရဲ့ lucky charm lucky charm ကတော့လေမကြိုက်မယူဘူးပေါ့နော်ဒါတော့အဲ့လိုဘလို့မှမကြိုက်ကျွန်တော်မယူပါဘူး Okay there we go 10 of wands ဟောနာပြောလို့ပဲပေါ့နော်တယောက်တည်း burden နေအရန်များနေတယ်တယောက်တည်းလုတ်ကင်ရတာလေးတွေအရန်များနေတဲ့အတွက်ကြောင့်မလို့ပင်ပန်းနေတယ်เนาะတယောက်တည်းဒီတာဝန်တွေအကုန်လုံးကိုတုတ်တမကြီးတဲ့နေတယ်အဲ့တော့ဒီကက်လေးကိုကိုယ့်ရဲ့ wallet ထဲမှာတော့၎င်း wallpaper မှာတော့၎င်းเนาะ phone wallpaper မှာတော့၎င်းတကယ်လို့ကျွန်တော်လိုမျိုး deck ပိုင်ရှင်ဖြစ်ခဲ့ရဆိုလို့ရှိရင်လည်းဒီကက်ကလေးကိုသွားလေရယူဆောင်သွားလို့ရပါတယ်เนาะအဲ့တော့ဒီကက်ကလေးကိုမြင်တိုင်း Leo လေးတွေကိုတာဝန်အများကြီးမယူဖို့အေးစစ်စစ်အချိန်ယူပြီးလောက်တက်ဖို့မလောဖို့ဂမှုရှုတို့မလုပ်ဖို့ remind လေးဖြစ်အောင်လို့စောင့်စေချင်ပါတယ်เนาะအဲ့တော့ချမ်းသာကြွယ်ဝတော့မေလာလေးဖြစ်ပါစေ Leo ခေါင်းမာခြင်းစိတ်လောခြင်းဒေါသထွက်ခြင်းများကိုထိန်းချုပ်နိုင်၍ကိုယ့်ရဲ့ဆန္ဒလေးတွေပြည့်ပါစေလို့ Exodus ကဆုတောင်းပေးလိုက်ပါတယ် Exodus out